အောင်မြင်မှုတွေရဖို့အတွက်ဝန်ထမ်းတွေရဲ့ကြိုးစားမှုပါလေကျွန်တော်တို့တော့ခွန်အားတစ်ခုပါပဲအမှတ်တရရဲ့ရှင်တန်ကြီးပင်လာတော့ကျွန်တော်တို့တော့တငယ်ချင်းနဲ့ဆရာသမားတွေမင်းလိုပဲဖြစ်နေတယ်နေ့ရက်တိုင်းမှာလူနာတွေကိုကျမ်းမာအောင် queue site ပေးရတာလေကျွန်တော်အတွက်တော့ပျော်ရွှင်မှုပါပဲအိုးငါငယ်ငယ်ကကြိုက်တယ် Good morning Credo ပါလားငါတို့ပြန်ဆုံရတော့မှာပေါ့ရေဘဝတစ်ဆောင်နိုင်ညမှာတကယ်ချင်းတွေနဲ့အတူမိဘတို့ရဲ့ဆရာကျွေးရဲ့ Good morning မို့လေးစားရတာတတိယမိတယ်morning နဲ့အတူအမြဲတမ်းရနေတဲ့တငယ်ချင်းတွေကျေးဇူးပါတငယ်ချင်းတွေစုံပြီးအမတ်တရအနေနဲ့ရုံးမှာဆရာကိုကြော့ပြတယ်ငယ်ဘဝအမတ်တရတွေနဲ့အတူသင်တို့နဲ့ထာဝရရှိနေမဲ့လက်ဆက်တန်ရှင်း Good morning